ကဲတကြံနာနီတို့လာမသိဘူးနော်နှကန်းနေအယောင်လေးမေးကြတာတကြံနဲ့လိုက်မဲ့အယောင်လေးတကြံနဲ့လိုက်မဲ့အယောင်လေးကတော့ပယ်အောင်မရှိဘူးပေါ့နော်တကြံနဲ့လိုက်မဲ့အယောင်လေးအသားညိုတဲ့သူတွေနဲ့ရိုက်မဲ့အယောင်လေးကိုရွေးဆက်ပေးပါဆိုရင်နော်အခုပထမဦးဆုံးဆုပြတဲ့ Rosy Color လေးပါသူကလိမ်မော်နီလေးမျက်နှာလေးကိုဆိုးလိုက်ရင်တစ်ဆင့်လင်းလက်တောက်ပါသွားပေါ့နော်အသားညိုတဲ့သူတွေတော်တော်လေးကိုမှလိုက်ပါတယ်တချို့ကြတော့ဘာသာရေးပွဲတွေရှိရပေါ့နော်တကြံပွဲတော်လို့အစ်ပွဲတော်လို့အဲ့လိုမျိုးတွေမှာစိုးကျင်နေဆိုရင်နော်လိမ်မော်နီလေးကိုဆိုးပါဒါလေးကတော့ထူးထူးခြားခြားအယောင်လေးဘိုးကလာအုပ်ကျိုးရောင်လေးပါသူကကြတော့လိမ်မော်လေးပေါ့နော်ကျွန်းညိုရောင်ဘက်ကလေးကိုသွားတယ်သူအယောင်လေးကကြတော့လေရှားပါအယောင်လေးပေါ့နော်ပန်းကပိယောင်လေးကတော့မမင်က recommend ပေးချင်တာတော့အသက်ငယ်ငယ်ကောင်မလေးတွေတော့တိတ်မလိုက်ဘူးတက်လက်ပိုင်းအမျိုးသမီးတွေနဲ့ပိုလိုက်တယ်သူကကြတော့လေငပိယောင်လေးဆိုတော့မြင်ငပိယောင်လေးဆိုတော့လေနည်းနည်းရင်းတဲ့ဘက်ကိုသွားတယ်ပေါ့နော်အဲ့တော့တကြံရေဘက်ခံထွက်မဲ့သူတွေဆိုရင်တော့ဒီရောင်မရွေးချက်တင်ပါဘူးကဲဒါလေးကတော့ risk color လေးလုံးဝတောက်ပလေးနဲ့လင်းလေးနဲ့ပန်းချိုချီရောင်လေးမြန်မာဝတ်စုံနဲ့ပဲဝူဝေအနောက်တိုင်းဝတ်စုံနဲ့ဝူဝေတော်တော်လေးကိုမှအဆင်ပြေတယ်ပန်းချိုချီရောင်လေးပါတထင်းမ color လို့လည်းနာမည်ကြီးတယ်ပြီးတော့ပန်းချိုချီရောင်လေးလို့လည်းနာမည်ကြီးတဲ့ color လေးဖြစ်ပါတယ်ရှင်ကဲနောက်ထပ်တရောင်ကတော့နောက်ဆုံးရောင်လေးကတော့နှင်းစီအနီဟိုမှအနီရင်လေတိတိပပကြိုက်တဲ့သူတွေတကြံရေဘက်ခံထွက်မဲ့လူတွေနားရောက်ထွက်မဲ့လူတွေအတွက်အရန်ကိုမှအဆင်ပြေတယ်ဒီနှကန်းလေးတွေရဲ့အားသာချက်ကတော့အခုမင်းချိုးပြတာ iPhone original camera နဲ့အယောင်နဲ့ချိုးပြတာဖြစ်တဲ့အတွက်အယောင်ထွက်မှန်တယ်ဘာဆဘာတောက်မပြတ်ဘူးရေစုခံနဲ့ချွေးစုခံနဲ့အဓိကအားသာချက်ကတော့ပါနီ eyeshadow ဖြစ်သုံးလို့ရတယ်နှကန်းသားကိုလုံးဝမပြတ်စည်းစေပြီးအဖက်လန်အလိမ့်ထားပဲနဲ့နေ့တိုင်းဆိုလို့နှကန်းသားကိုမပြတ်စည်းစေဘူးတခြားတော့2000ချက်ပါ9000နဲ့စပြီးတော့လက်ကားစေးအများစေးအချစ်စေးလေးရှိပါတယ်မှာယူခြင်းနဲ့အတိအကျသိခြင်းနဲ့ဆိုရင်တော့အစီပီလာပေးပါရှင်